ရှိစေချင်လေးခဏမှမပြောပြခဲ့တာရင်နာသည်တို့တွေ့ခဲ့တာညနေရီဒီချက်ပြောရင်ငါလာရီနောက်ဆုံးတော့ဆက်ပြန်ချင်းချစ်သူ့ပုံရိပ်ကလေးဆွဲလန်းခဲ့သည်အနာလာရှိစေချင်လေးခဏမှမပြောပြခဲ့တာရင်နာသည်တို့တွေ့ခဲ့တာညနေရီဒီချက်ပြောရင်ငါလာရီနောက်ဆုံးတော့ဆက်ပြန်ချင်းချစ်သူ့